မလေးကျမတို့အိစုကြီးပလုံးမလေးရတဲ့ကိုခုလိုမျိုးလာစမ်းနေကြရှင်တို့ရဟုတ်ပြီလေစုံပြရတာပြိတ္တကြီးဒီနေ့မှာတို့ပြောတဲ့ Queen နေထူနာကိုင်ပြဖို့အတွက် TikTok နဲ့ငွေချင်းတက်ကိုခေါ်လာပါတယ်တောက်တဲ့ဆောင်ပြင်းလို့မို့လို့နားမှာပေါ်လေးရှိတော့ပို့ပြီးတော့ပြောဖို့ကောင်းပါတယ်ရှင်တို့ရဲ့အိစုကြီးဆော့ဖို့ဖရက်နေ product မရှိဘူးဆိုလို့ရှင်ကျမနဲ့တူလာစောနိုင်ပါတယ် Queen နေထူနာအမီလက်ဝါစကိနဲ့မစော့ပါနဲ့ blue skin နဲ့စော့ပြမှာဖြစ်ပါတယ်ဝါဝီယောဝါဝီမလေးအားတော့ညောင်းလာပြီဟဲ့ကံမေကြီးတို့တော်တော်နဲ့မကန်နိုင်ဘူးနှစ်ချီကတုတ်နေရတယ်အကိုရကန်လိုက်တာတော့အဲ့လိုကန်လိုက်အားပါဝီပေါင်းရပြေးသွားမယ်ဟဲ့လက်ထဲမှာလည်းနန်းဇက်ကိုရပါတယ်ဟုတ်ပြီနန်းဇက်ကိုလည်းလိုက်ခောက်မယ်ဒီ skin လေးဘယ်အားရတယ်လို့မေးကြတယ်ဒီ skin လေးက HOK ပေါ်ကစောင်းတော့ဂုံးထားတာပါရှင်ကဲ British ကြောင့်တော့ welcome to my game ညာကျူဆိုလိုက်ပါတယ်မြင်ကြလားတကယ်ချင်းနဲ့စော်တာအဲ့ရကောင်းနေမြင်လားအနားမှာအပြေးက roommate စာအချစ်ဖို့ကောင်းတယ်တကယ်ချင်းနဲ့ဆိုလို့ရှိရင်ရမ်းပြောဖို့ကောင်းတယ်စုံနေအောင်ပြောဖို့ကောင်းတယ်အိုးမမဆောင်တို့နေရာမှာလိုက်မမ Queen တွေအတွင်းမမဘွားပြောင်းသွားမယ်ရောဖုန်းနဇက်ကိုနဲ့ဖော်ကီကိုတစ်ချက်ရိုက်ပြီးလာတက်ကြည့်သွားတယ်ဒီတီးစားလာမလို့ဒီချက် Queen တွေထူနေတော့စိတ်ပိုင်ခွေးလို့ပြောင်းပြီးကြိုက်လေကြိုက်တတ်တယ်ရှင်ဒီနေ့ Queen တွေထူနေတော့မီးလက်ဝါနဲ့ချမှာမဟုတ်ဘဲနဲ့ခွေးလို့လိုက်ကြိုက်ပါဖြစ်ပါရှင်ဝုန်းဟဲကီးလေးငါမရောက်တော့နင်တို့တွေငါ့ကိုမတွေ့အောင်ဆောင်လာကြငါစိတ်ပိုင်ကြိုက်လိုက်တယ်ဝုန်းဟောကီးလည်းမရရဘူးနင်တို့တော့ကေးပေးလိုက်လေဂျန်ကလောက်ကေးပေးဘာဖြစ်မှမလဲဆောင်ရင်မောင်လေးကဆဲတော့မပါဘူးဒါပေမဲ့မမခဏခေါ်ဒီနေအားတောင်းနာလာပြီငွေချင်းနဲ့ဆိုတာဘာလို့ပြောဖို့ကောင်းလဲတိလားအခုလိုစိတ်ထွားအရန်ပြောဖို့ကောင်းတယ်ငါ့ကိုဒီမှာရန်နွေရှိတဲ့ကြားတယ်ဘာလို့ခေါ်ရလဲမတာမရဲ့လောက်ကြပါစပါတော့ကြရမယ်စင်းလောက်ကြပါမလဲတော့ချင်းကောင်းတဲ့တငယ်ချင်းတို့မြည်ဒီမှာလဲတော့ဘာတွေလွတ်သွားလို့ငါ့ကိုအုပ်စုလိုက်နိုင်ကြတဲ့ရန်နွေအားလုံးနင်တို့လှေးစီးပြီးလှော်ဖို့လာပြီဟဲ့ကွေးနေတဲ့မိလောက်ရောနစက်ကူဟဲ့မပြေးနဲ့ဟဲ့စပူမပြေးနဲ့ဟဲ့စပူမပြေးနဲ့နော်ခွေးစိတ်ပေါက်လိုက်ကြိုက်မှာနော်ရပန်းဟဲ့မပြေးတော့ပြောနေရောရှင်ကကျမကြိုက်တောင်းမကြိုက်ဘူးနစက်ကူနဲ့ဆက်ပဲချလိုက်တာထောင်းစံနိုင်အိတ်ချိုကနဲ့မတဲ့ဂိမ်းမီတို့တင်မင်းနဲ့ကျမကြိုက်ကောင်ပေါင်းနိုင်မယ်တဲပေးမယ်ပြင်ကမမကကြီးနိုင်လို့ရှင်မဲခင်နိုင်ပါအားလုံးစီစဉ်လိုက်ကြပါနော်နေ့ဝရပြန်နေကြမယ်နော်အခုတော့ Victory bye byeအော်နာကရင်အင်္ဂိမ်းနဲ့ကိုတလာပိုင်း22ရက်နေ့မှာရောက်ရှိနေပြီဖြစ်တဲ့ Surprise Daily Drop ဆိုတဲ့ season လေးအကြောင်းကို Mario ကအနည်းငယ်ရှင်းပြပေးပါမယ်။ဒီ season ဆိုရင်တော့အရင် Mario တို့ရဲ့ပူစီလေးတွေရဲ့နေရာမှာအစားထိုးဝင်ရောက်လာတဲ့ season တစ်ပဲဖြစ်ပါတယ်။အလံလေးတွေကဘလို့အတုံးဝင်တာလဲဆိုရင်တော့လူချင်းမင်းတို့ကအလံကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုကအလံချထားတဲ့ rain တွင်းမှာရှိနေမယ်ဆိုရင်တော့ enemy တွေအားလုံးရဲ့ slow pad တွေကို immune နိုင်မှာဖြစ်ပြီး movement speed ကိုလည်းတိုးလာစေအောင်မှာဖြစ်ပါတယ်။အဲ့ဒါအပြင်ကိုရဲ့ skill damage ဟာလည်းတိုးလာအောင်မှာဖြစ်ပါတယ်။ကိုကအလံကိုစချလိုက်ပြီးဆိုတာနဲ့ရှီးနိုင်ငံကိုရရှိမှာဖြစ်ပြီးဘေးမှာကိုရဲ့အတင်းသားတွေရှိနေမယ်ဆိုရင်တော့ကိုယ့်ရဲ့အတင်းသားတွေအားလုံးကလည်းကိုနဲ့အတူရှီးနေငယ်ကိုရရှိအောင်မှာဖြစ်ပါတယ်